没我到处玩的几的，没我一个人。မိုက်နေရမယ် 哎呀，看我。အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ပြီးခဲ့တဲ့ဘက်ကတွားခဲ့တဲ့ဝါကာယာမမှာရှိတဲ့ Isonoura ကမ်းခြေကျောင်းလေးဖြစ်ပါတယ်ဒီကမ်းခြေကကျွန်တော်တို့ Osaka မှာနေရတူလေးဆိုရင် TV သားဖြစ်တယ်ကျွန်တော်လည်း3ခေါက်ရှိပြီပေါ့နော်ရောက်တာဒီတစ်ခေါက်မှာကျွန်တော်ထူးထူးခြားခြားပဲကျွန်တော်ဒီအိမ်လေးကိုကျွန်တော်တို့ငှားပစ်ခဲ့တယ်ဒီအိမ်လေးကဈေးလည်းအရန်တက်တာသလိုအရန်လည်းတန်တယ်အနေတို့လည်းအရန်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ barbecue တွေဘိုင်လို့စားမယ်ဆိုရင်လည်းအရန်အဆင်ပြေတယ်ကမ်းခြေကနေဆိုရင်လည်းကျွန်တော်တို့2မိနစ်ကနေ3မိနစ်လောက်လမ်းလျှောက်ရောက်တယ်ပေါ့နော် This room you can use, okay? You can also use here, of course. Okay, so room is upstairs. တေချာလိုက်ပြီးသူကရှင်းပြပေးတယ်ကျွန်တော်တို့အခန်းလေးဆိုရင်လည်းကျွန်တော်တို့ဒါနေလို့ကောင်းတဲ့အခန်းလေးတစ်ခန်းဖြစ်တယ်အရင်အဆိုးကြီးလည်းမဟုတ်ဘူးအကောင်းကြီးလည်းမဟုတ်ဘူးပေါ့နော်ဒီပေးရတဲ့ဈေးနဲ့ဆိုရင်တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ရေချိုးကန်းအိမ်နာနဲ့ဒီမီးဖို့ကြောင်နေဆိုကျွန်တော်တို့စိတ်ကြိုက်တုံးလို့ရတယ်အောက်မှာတစ်ထပ်ရှိတယ်ပေါ့နော်မီးဖို့ကြောင်ထပ်တစ်ထပ်ရှိတယ်ကျွန်တော်စိတ်ကြိုက်တုံးလို့ရတယ်အိမ်နာရေချိုးကန်းလည်းကျွန်တော်မရိုက်ဖြစ်လိုက်လို့ပေါ့နော်လုံးဝအဆင်ပြေပါတယ် 到啊，你妈出来。哦。 check in ဆိုရင်လည်းကျွန်တော်တို့ဒါ3နာရီဝင်ရမှာဟို7နာရီလောက်တည်းရောက်နေတယ်ဒါ AC ကျွန်တော်တို့ဝင်ပေးဝင်နေတော့အဆင်ပြေတယ်ပေါ့နော်အဲဒီ family type ပုံစံမျိုးနဲ့အရင်ကိုအဆင်ပြေပါတယ်ဈေးနှုန်းကလည်းဒါကျွန်တော်တို့တညတဲတာကိုတယောက်ကို3000ပဲကျတယ်ပေါ့နော်ကျွန်တော်ရေခဲတက်တာတို့ဒီမီးဖို့ကြောင်လို့ဆိုတော့စိတ်ကြိုက်တုံးလို့ရတယ်ကျွန်တော်အသားတွေ barbecue တက်ပါလာလဲဆိုရင်တစ်ခါလေးတော့ထည့်ထားလို့ရတယ်ပေါ့နော်ရေခဲတက်တော့ထည့်ထားလို့ရတယ်နောက်ကျွန်တော် living room တွေလုံးဝစိတ်ကြိုက်ယူတုံးလို့ရတယ်အရှိရဒီခုနတွေ့ခဲ့တဲ့ပန်းကြံက barbecue ခုံနေဆိုလဲလုံးဝစိတ်ကြိုက်ကျွန်တော်ယူတုံးလို့ရတယ်ပေါ့နော်နောက်တဲ့ကျွန်တော်တို့ကောင်းတဲ့တစ်ချက်ကကျွန်တော်တို့အခုဒီမှာရှေ့မှာကင်ထားတဲ့ဒီကျွန်တော်တို့ပြောမလဲ serving လုပ်တဲ့ဒီပုတ်ပြားတွေဗျာဒီပုတ်ပြားတွေတော့အရှိတဲ့တိုးစိတ်ကြက်ယူသုံးလို့ရတယ်ပေါ့နော်ဟိုကိုစိတ်ကြက်ယူသုံးလို့ရတယ်နောက်ပြီးအဝယ်လှမ်းတဲ့နေရာတွေလည်းလုံးဝ AC ပါတယ်ပေါ့နော် မိုက်နေရမယ် ဘောလုံးပဲလာတော့ကျွန်တော်ရေမသိဘူး ဟိုဘက်ရောက်မှာအေးမှာဟိုဘက်ရောက်မှာခေါင်တောင်းခေါင်းရောက်မှာအေး အဲ့ဒီမှာကျွန်တော်တို့ဝယ်လာတဲ့တန်ပေါ့နော်တန်ထုတ်ဖို့ပြင်ပါတယ်အဲ့ဒီမှာကျင်ပါပဲကျွန်တော်တာဝန်ရှိသူတယောက်လာပြောတယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုးကျိုးနဲ့ပိုင်းပြီးတော့မှထိုးရတဲ့တန်ပုံစံမျိုးပေါ့ဒီလိုဟာမျိုးကိုဒီမှာသုံးလို့မရပါဘူးလို့သူကလာပြောတယ်ပေါ့နော်ဒါအနေရှိလို့ဖြစ်နိုင်တယ်ကျွန်တော်လည်းသူဒါမပြောရင်လည်းဒါဟိုအဆင်မပြေဘူးတော့လုံးဝလေရအရန်တိုင်နေတော့ဒီကျိုးသုံးတဲ့ဟာသုံးအဆင်မပြေပါဘူးကျွန်တော်ပင်လေပြင်ဆိုတော့နေပူတယ်အပင်ရိပ်မရှိတဲ့ခါကျတော့တန်ကတော့ယူမသွားလို့တော့မရဘူးပေါ့နော်အားကြောင့်မလို့ကျွန်တော်တို့ခုနကကျွန်တော်တို့ဗီဒီယိုထဲမှာမြင်ခဲ့တဲ့ဒီလိုမျိုးအထိုင်တန်လေးတွေဆိုရင်တော့ကျွန်တော်တို့ယူရလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ပါမတော်ဘူးဆိုရင်လည်းကျွန်တော်ထီးပုံစံမျိုးကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်လက်ဖေးဆိုင်မှာတုံးနေပေါ့ထီးအကြီးပုံစံမျိုးတော့ကျွန်တော်ငှားပြီးတော့တုံးလို့ရတယ်ကျွန်တော်လည်းအဲ့လိုပဲငှားပြီးတော့လက်တယ်ပေါ့နော်ဒါလေးဖွင့်နေပါဗျဟိုအားလိုပဲတော့ညပဲမီးပိတ်လိုက်ပြီးတော့ဒီဘေးရောက်သွားတယ် ဒီလိုမျိုးကျွန်တော်တို့အကုန်ကြလဲရမ်းမများတဲ့ခီးမျိုးကတော့ကျွန်တော်တို့ဒီနေ့ကိုတစ်ခါတော့ထွက်ပေးတင်တယ်ပေါ့နော်ညနေဆောင်မှာတော့ကျွန်တော်တို့ဒါယူလာတဲ့အသားတွေကျွန်တော် barbecue လုပ်ဖို့ကျွန်တော်စပြီးတော့ပြင်တယ်။တခုရှိတာကျွန်တော်မီးသွေးတို့ဘာလို့တော့ကျွန်တော်တိုင်ဆိုတို့ဟိုဒီအာမီပေါ့နော်။ဘောကနေကျွန်တော်ခံတဲ့စကားတွေတော့တိုင်ဆိုနဲ့တခါတည်းဝယ်လာဖို့လိုတယ်။သူတို့မှဒါတွေတော့ပေးမထားဘူးပေါ့နော်။ဒါပေမဲ့ဒီတုံးကူဟိုကျွန်တော်ညှက်တွေကတော့ကျွန်တော်တခါတည်းပေးထားတယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့တောက်ဖို့စားဖို့အတွက်ရေခဲတွေပါလို့လို့ဆိုရင်ကျွန်တော်လမ်းလျှောက်15မိနစ်လောက်ဝေးတယ်ကျွန်တော်လော်ဆောင်ရှိတယ်ပေါ့နော်။ကျွန်တော်လည်းလော်ဆောင်သွားပြီးတော့ဝယ်ရတာဖြစ်ပါတယ်။ကျွန်တော်ဒီမှာလုံးဝလက်ရတွေတော့ share ပေးပေါ့နော်။ဒါကျွန်တော်ဒီငနီတူတုတ်တွေလည်းပါမယ်ကျွန်တော်လက်ဖက်တုတ်တွေလည်းပါမယ်เนาะအသီးရွက်တွေလည်းပါမယ်เนาะကျွန်တော်ဒါလို့လည်းနဲ့ ACC တွေကျွန်တော်တို့တဲချင်တယ်ဆိုတော့ဒီအိမ်လေးကလုံးဝ recommend ပေးပါတယ်ဂီတာတွေပါလည်းတီးလို့ရတယ်ပေါ့เนาะရီမသွားဘူးဆိုရင်တော့သူတို့စီမှာဂီတာတွေပေးထားပါတယ်ဘယ်မှာညနေဆောင်လေးမှာတူမီလေးနဲ့တော်တော်လေးကိုလှတယ်ပေါ့เนาะလုံးဝအဆင်ပြေပါတယ်အားမင်္ဂလာပါဟောမင်္ဂလာပါမဲသူသားပဲမိုင်းကျွန်တော်စပေးနေတယ်တူရတော့မှာတူရတော့တူရစပေးစီးလိုက်တာတူသွားဆိုပဲပိုရတွေးတယ်ငါဖေးရငါဖေးရတော့ရကျွန်တော်လည်းသမီးမွေးလာမိသားဘိုင်ကျွန်တော်နောက်ထပ်ကောင်းတာတစ်ခုကကျတော့ဟိုတယ်လိုမဟုတ်တဲ့ကကျတော့ချာလာတဲတဲ့သူတွေလည်းရှိတယ်ကျွန်တော်ဟိုဘဝိုင်းမှာရှိတယ်ပေါ့နော်သူတို့ကလည်းလုံးဝဒါလုံးဝ freedom ပုံစံမျိုးလာပြီးတဲတာကျွန်တော်လုံးဝ share ဆူညင်လို့ရတယ်ကျွန်တော်တို့ဖွဲ့ဆိုအရန်ဆူတာပေါ့နော်ဒါဆိုကျွန်တော်17နိုင်လောက်ထိုးနေပြီလုံးဝဆူညင်လို့လည်းဘာမှကိစ္စမရှိဘူးเนาะအကုန်လုံးလည်းတော်တော်နဲ့မအိတ်ကြသေးဘူးနောက်ထပ်မိုက်တာတစ်ခုကတော့ကျွန်တော်တို့ဒါပင်လေပြင်လေးမှာပင်လေလှိုင်းတန်လေးကိုနားထောင်ရင်းနဲ့တခြင်းဆိုရတာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဂီတာလည်းယူသွားတယ်ဂီတာတီးပြီးတော့လည်းဆိုလို့ရတယ်ပေါ့နော်ကျွန်တော်လူနေအင်ဂျင်နဲ့ဝေးတဲ့ခါကျတော့ AC ညဘက်ချေးလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုရှိတာကတော့ဒီပင်လေက
ရေစိန်လို့ကောင်းတဲ့ပင်လယ်တော့မဟုတ်ဘူးပေါ့နော်လှိုင်းစီလို့ကောင်းတဲ့ပင်လယ်ပါစားပင်တွေပါလို့ကောင်းတယ်အဲကြောင့်မလို့တွားခြင်းနေဆိုရင်တော့ကျွန်တော်တို့ဒီအိမ်လေးမှာတဲကြည့်ပါတော့ကျွန်တော်ပြောချင်ပါတယ်တယောက်ကို3000လောက်ပဲကြာရပါတော့အရင်လေးစီမများဘူးဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဒါတော့ကျွန်တော်တို့ပြန်ပြီးပဲဖြစ်ပါတယ်တန်တော့ကိုမို့3ခုလုံးကိုကျွန်တော်တို့ CDS ဆိုတဲ့ကုမ္ပဏီမှာကျွန်တော်တို့ဝယ်ယူလို့ရပါတယ်ကိုကဂျမန်စကားအဆင်မပြေဘူးဆိုရင်လည်းမြန်မာလိုတိုက်အိုးလုပ်ပေးပါတယ်ပေးထားတဲ့ကုတ်ကိုထည့်မယ်ဆိုရင်လည်းရန်900 shop ပြီးမှဖြစ်ပါတယ်